The Sian Fan ကိုအပေးနားဆင်နေကြတဲ့ The Sian Fan ပရိသတ်တွေအားလုံးပဲမင်္ဂလာမနက်ခင်းပါရှင်ပရိသတ်များအားလုံးအတွက်အမှတ်တရနေ့ဆိုတဲ့အစီအစဉ်ကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ရှင်Happy birthday to you the chilling and no send me to you send FM ပရိသတ်များရှင်မတရားနေ့စီစဉ်ရဲ့မွေးနေ့ဆုတောင်းစီစဉ်ကနေဒီနေ့ပထမဦးဆုံးအနေနဲ့မွေးနေ့ဆုတောင်းပေးရမယ့်မွေးနေ့ရှင်ကတော့စလုံးမျိုးမှာနေတဲ့မတ်အင်းဒါလီပဲဖြစ်ပါတယ်။မတ်အင်းဒါလီရဲ့ဒီနေ့မှာရောက်ရှိလာတဲ့23နှစ်ပြည့်မွေးနေ့အတွက်ကိုတော့ ARD တိုင်းဒေသကြီးစလုံးမျိုးနယ်မှာနေတဲ့မတ်မီမီသွဲကပါဝင်ဆုတောင်းပေးလာပဲဖြစ်ပါတယ်ရှင်။ပရိသတ်များရှင်မတရားနေ့စီစဉ်ရဲ့မွေးနေ့ဆုတောင်းစီစဉ်ကနေဒီတစ်ခါမှာထပ်မံပြီးတော့ဆုတောင်းပေးမယ့်မွေးနေ့ရှင်ကတော့ရန်ကုန်မှာနေတဲ့ကိုပိုင်ဝေထွန်းမေဖြစ်ပါတယ်။ကိုပိုင်ဝေထွန်းရဲ့ဒီနေ့မှရောက်ရှိလာတဲ့28နှစ်ပြည့်မွေးနေ့အတွက်ကိုတော့ရန်ကုန်မှာနေတဲ့ကိုလင်းခန့်မြင့်မို့ကပေါင်ရင်ဆုတောင်းပေးလာပဲဖြစ်ပါတယ်ရှင်။The Sian Fan ပရိသတ်တွေအားလုံးကိုမတရားနေ့စီစဉ်ရဲ့ချစ်ချင်းစီစဉ်ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရှင်။ပရိသတ်များရှင်မတရားနေ့စီစဉ်ရဲ့ချက်ချင်းစီစဉ်မှာပါဝင်လာတဲ့သူကတော့ငတိုင်းချောင်းမှာနေတဲ့ကိုတီဟာဦးပဲဖြစ်ပါတယ်။ကိုတီဟာဦးကတော့သက်ဆိုင်သူမတ်ရတနာပြေးစုံနဲ့ဒီနေ့မှရောက်ရှိလာတဲ့စစ်သူတပ်တန်း2နှစ်ပြည့်အတွက်ကိုယ်တိုင်ပါဝင်တောင်းဆိုလာပဲဖြစ်ပါတယ်ရှင်။The Sian Fan ပရိသတ်များရှင်မတရားနေ့စီစဉ်ကိုတော့ချွာတင်ဆက်ပေးကြပဲဖြစ်ပါတယ်။ပရိသတ်ကြီးကမတရားနေ့စီစဉ်ကနေပြီးတော့မွေးနေ့ရှင်နေနဲ့အတူတူစစ်သူဆောင်တွေမင်္ဂလာစနေမောင်နဲ့အားလုံးအတွက်ကိုစွန်မော်စကားလေးတွေတောင်းပေးချင်နေဆိုရင်တော့ The Sian Fan ရဲ့ဖုန်းနံပါတ်ဖြစ်တဲ့3933633939ကိုနေ့စဉ်နေ့လယ်တနာရီကနေ2နာရီအတွင်းမိမိတောင်းဆိုပေးချင်တဲ့နေ့ရက်မတိုင်ခင်3ရက်ကြိုတင်ပြီးတော့တောင်းဆိုပေးရမှာဖြစ်ပါတယ်။ The Sian Fan ရဲ့ဖုန်းနံပါတ်ဖြစ်တဲ့3933633939နဲ့အတူတူ The Sian Fan Entertainment YouTube Channel မှာလည်း comment လေးနဲ့အတူပါဝင်တောင်းဆိုနိုင်ပါတယ်ဆိုတော့အသိပေးရင်းနဲ့ပရိသတ်တွေအားလုံးကိုဒီနေ့အမှတ်တရနေ့အစီအစဉ်ကနေနှုတ်ဆက်လိုက်ပါရှင်။